ညီမလေးနဲ့အတူမြန်မာတပြည်လုံးနဲ့အတူတိုင်းနဲ့အဆုံးဖြတ်ကိုနားထောင်ကြပါရယ်ဟုတ်ကဲ့၃ယောက်လုံးကိုစားမချမ်းညီမလေးအမတို့ပြိုင်ပွဲဆိုတဲ့အတွက်ကြောင့်မဟိုးရင်ကနေပြောရင်တော့အခက်ခဲတွေပြင်ပန်းမှုတွေကြော်ဖြတ်မှုတွေအများကြီးရှိမယ်ပြီးတော့အရှုံးနဲ့အနိုင်ဆိုတော့2မျိုးပဲရှိတယ်အခုအမတို့ဒိုင်းလေးလည်းတကယ်ကိုအခက်ခဲဖြစ်ရပါတယ်ဘာကြောင့်လဲဆိုတော့ပြိုင်ပွဲမှာနေရာတနေရာပဲရမှာမြန်မာ idol ဒီမြန်မာ idol တစ်ယောက်တည်းပဲရွေးမှာလေဆိုတော့မတို့ခုနက3အောင်လောက်ပြောနေတယ်ဒီ danger ဖြစ်တဲ့ခုံ3ခုံမှာမတို့3အောင်သွားထိုင်လိုက်ချင်တယ်လို့သိလားအရင်စိတ်မောရပါတယ်တိုင်း3ယောက်ကခုထိခေါင်းချင်းဆိုင်နေတော့မှညီမလေး tough decision မှာညီမလေးအတွက်မတော့ဘယ်သူတွေပါပြောပေါ့နော်ဟိုညီမလေးကိုမကိုချင်းစားတယ်ပြီးတော့ဒီလိုမျိုးခံစားနေရတဲ့အချိန်မှာတချင်းတစ်ပုတ်ကိုစိုးဖို့ဆိုတာမလွယ်ဘူးညီမလေးရဲ့သိလားဆိုတော့အမတို့3ယောက်ကခက်ခဲစွာနဲ့ပဲညီမလေးကို save လုပ်လိုက်ပါCongratulations, Sophia. Congratulations, Nyamale. Sophia, Nyamale, congratulations, ma. Oh my God. Going you bare, my chan Jesu miyai timare. Congratulations ပါ Sophia အတွက်ဝမ်းသာပါတယ် Sophia fan တွေအတွက်လည်းဝမ်းသာပါတယ် Sophia you did it right Sophia ညီမလေးခုဖြတ်တန်းလာတဲ့ခရီးတစ်လျှောက်ကောအခုထူးထူးခြားခြားဒီပြိုင်ပွဲမှာ save လုပ်ခံရတဲ့ bottom 3ရဲ့ထူးခြားတဲ့လူတစ်ယောက်ဖြစ်သွားပြီအဲ့တော့ညီမလေးရဲ့ခံစားချက်လေးတိုင်းပြီပဲအရင်ကျေးဇူးတင်ပါတယ်ပရိသတ်တွေရောအကုန်လုံးပေါ့နော်အခုလို safe ဖြစ်သွားတဲ့အတွက်လည်းအခုစက်မဲ့နောက်ပတ်တွေမှာဒီထက်မကအများကြီးစူးစမ်းမှာပါညီမဘက်ကဟုတ်ညီမတို့လည်းအားပေးကြမယ်လို့မျှော်လင့်ပါတယ်ကိုယူပါရညီမလေးကိုယူပါရတိုင်းတွေလည်းကျေးဇူးတင်ပါတယ်ခင်ဗျာကဲညီတို့ညီမတို့ကဲပရိသတ်များအားလုံးပဲခင်ဗျာဒီနေ့ညမှာတော့ကျွန်တော်တို့တခြားညတွေနဲ့မတူတကယ်ကိုတမှုထူးခြားတဲ့ညတညပါပဲခင်ဗျာဒိုင်တွေကပြိုင်ပွဲဝင်ဆိုဖီယာအတွက် save လုပ်ပေးလိုက်ပါတယ်ဒါကြောင့်မြန်မာ idol ရဲ့ top 9 ဟာ top 9 ပါပဲခင်ဗျာနောက်တစ်ပတ်မှာလည်း top 9 ရဲ့ selection ပြန်မှုပါပဲခင်ဗျာ